ကဲ YouTube အမျိုးတွေအားလုံးပဲမင်္ဂလာပါနော်ဒီနေ့ကတော့တောက်ကြနေပြောတောက်ကြနေနေ့လဲစာလေးပေါ့တဲ့ထမင်းစားကြပါအောင်တော့ YouTube အမျိုးတို့ရေဒါတော့အရေတောက်ရပဲညီလေးအရေတောက်ပဲညီလေးအရေတောက်ပါခင်ဗျာtoday special ကတော့ဒီမှာကြက်ဥကြော်တယ်ဗျာကြက်ဥကြော် share ပေါ့နော် today special ကြက်ဥကြော်ဗျာမှုရင်းညာများကြက်ဥကြော်လေးက share ပေါ့today special နောက်တစ်မျိုးကတော့ဒီမှာဒါကတော့ကျွန်တော်တို့မကြီးရွက်ရယ်ကစွန်းရွက်ရယ်ချင်ဆက်လေးချက်ထားတာဗျာ share ပေါ့ဗျာထမင်းစားလို့အရမ်းမိတ်တယ်မကြီးရွက်ရယ်ကျွန်တော်တို့ကစွန်းရွက်ရယ်ချင်ဆက်ချက်ကလေးပါခင်ဗျာဒါကတော့ငမြရီကြော်ဗျာငမြရီကြော်အလူဒီမှာကျွေးတဲ့ပုံစံမျိုးလေးပေါ့ဗျာငမြရီကြော်လေးငပိကြော်လေးကဲအားလုံးပဲထမင်းစားကြပါအောင်တော့ဒါတော့တောက်ကြလေးနေ့လည်စာလေးပါ YouTube ကအမျိုးတို့ရေကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းမိတဲ့တော့လည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာကျေးဇူးအထူးတင်ပါတယ်share ဗျာနောက်တစ်ခေါက်တော့ပြအောင်မယ်ဒီမှာ today special ဒါကတော့ချင်ဆက်ချက်လေးကစုံရွက်ရယ်မကြီးရွက်ရယ်ချင်ဆက်ချက်ပြီးတော့ကြက်ဥကြော်လေးနဲ့ဆွဲshare ပဲအရေးတောင်လေးကဒီမှာပဲဟင်းညိုလေးနဲ့နော်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာ